နင်္ဂနွေနေ့မှာမွေးတဲ့သူတွေကယုံကြည်မှုခိုင်မာပြီးဦးဆောင်လို့စိတ်ရှိတဲ့သူတွေပါသူတို့ကကိုယ့်အမြင်ကိုရှင်းရှင်းလင်းလင်းပြောတတ်ပြီးဆုံးဖြတ်ချက်ချရင်လင်းမြန်တိကျတဲ့တိုက်ထစ်ပါတယ်တနင်္ဂနွေတိုက်သမီးတွေဟာအပြင်ပန်းမှာအားအိမ်ပြေဝပြီးယုံကြည်ချက်ရှိပေမဲ့အတွင်းစိတ်မှာတော့အယမ်းနူးညံ့ပြီးအာယုံခံစားလွယ်ပါတယ်သူတို့ရဲ့အားသာချက်ကရဲရင်မှုတာဝန်ယူမှုအကောင်းဘက်ကိုဥတီသွေးခေါ်နေခြင်းပါဒါပေမဲ့ကိုမျောလင်းချက်မြင့်လွန်းတာကြောင့်တခါတလေကိုယ်တိုင်ကိုယ်မဲ့ဖိအားပေးမိတတ်ပါတယ်အချစ်ရေးမှာတော့တည်ငြိမ်မှုနဲ့ယုံကြည်မှုကိုအယမ်းတန်ဖိုးထားပြီးချစ်ပြီးဆိုရင်ကားခွဲပေးခြင်းတဲ့စိတ်အယမ်းများပါတယ်တနင်္ဂနွေသားသမီးတယောက်ကိုဘဝထဲမှာရှိနေရင်အားကိုးလို့ရတဲ့အင်အားတစ်ခုရထားတာပါပဲတနင်္ဂနွေသားသမီးဆိုရင်comment မှာလေးထားခဲ့နော်နောက်ထပ်ဗီဒီယိုအသစ်တွေကိုလက်မလွတ်အောင် like and follow လုပ်ထားခဲ့အောင်နော်